လူတူတိုင်းတရားတိုင်းမှာတစ်ချိန်ချိန်နဲ့အချစ်ဆိုတာရှိခဲ့ကြတယ်လူသားတို့ပါမီရဲ့ဘာရဲ့ကြောင့်အားနေသူကိုမုန်းတတ်တာလေဒီပြောင်းလဲခြင်းနဲ့ရဲ့ဆိုင်ရမှာဟိုတော့ကကြစိတ်တွေမရှိခဲ့ဘူးကွယ်နေရသူအတွက်ချစ်တစ်ခုသာကိုခွဲအားထားရတင်နိုင်ယူမယ်ကိုရှာ